စာချုပ်တစ်ခုရှိုးလိုက်ပြီဆိုတာနဲ့ကိုယ့်လုပ်ငန်းကိုယ့်ပိုင်ဆိုင်မှုတွေကဥပဒေအရလုံခြုံသွားပြီလို့ကျွန်တော်မိတ်ဆွေတွေထင်ပါသလားတကယ်တော့စာချုပ်ဆိုတာကလက်မှတ်ထိုးလိုက်ရုံနဲ့မလုံလောက်ပါဘူးစာချုပ်ထဲမှာသိငယ်တယ်လို့ထင်ရတဲ့အချက်လက်တစ်ချက်ကိုဂယုမဆိုင်ပင်နဲ့ဟာကွက်ဖြစ်သွားခဲ့ရင်ဒါမှမဟုတ်ကွက်လက်ရှန်နာခဲ့မိရင်ကျွန်တော်မိတ်ဆွေရဲ့သိန်းထောင်ချီတောင်းချီတဲ့ရွှေနေစာတွေဟာတရခွင်ထဲမှာမျက်စိရှိမှတင်ရေစုံမျောသွားနိုင်ပါတယ်အဲ့ဒီအချက်ကဘာလဲဆိုတော့အရှင်ကာလပါပဲဒီနေ့မှာတော့စာချုပ်ထဲမှာအရှင်ကာလကိုတိတိကျကျမသတ်မှတ်မိတဲ့အပြင်အလုတ်ကြမ်းကြနေတဲ့သူကိုဥပဒေနဲ့အညီနှုတ်သက်စာပို့တာမှားယွင်းသွားလို့ငွေကျပ်သိန်းပေါင်းတောင်းနဲ့ချီတောင်းဆိုခွင့်ဆုံးရှုံးသွားတဲ့အဖြစ်အပျက်တစ်ခုကိုဥပဒေဗဟုသုတအပြည့်မျှဝေပေးသွားပါမယ်။စီးပွားရေးလုပ်ငန်းလုပ်ကနေသူတိုင်း contract အလုပ်အမှတ်သူတိုင်းမဖြစ်မနေသိထားတဲ့ဥပဒေသဘောတရားဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့တိုက်တွန်းနေပါတယ်။ဒီဇလန်ရဲ့မူရင်းစင်ထုံးကတော့2024ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးMandalay Golden Wing Construction Company Limited ၎င်းကိုစားဥဇော်ဝင်းနဲ့ရှမ်းဟင်း Company Limited ၎င်းကိုစားဥဖြိုတန့်မန်နေဂျာတရားမပြင်ဆင်မှုစီရင်ထုံးစာမျက်နှာ85ဖြစ်ပါတယ်ဒီမုံက Mandalay Golden Wing ခေါ် MGW Company နဲ့ရှမ်းဟင်း Company တို့အကြားမှာ2014ခုနှစ်ကတည်းကစတင်ခဲ့တာပါငမိုးရေးစီမံကိန်းမှာမီဂျိုသွယ်တန်းတာတွေမြေအောက်ဓာတ်ကြိုမြှုပ်တာတွေကိုလုပ်ဖို့ရှမ်းဟင်း Company ကို MGW ကအလုပ်အပ်ခဲ့ပါတယ်စာချုပ်တမိုးကငွေကျပ်959တန်းသိန်းနဲ့ဆိုရင်သိန်းပေါင်း9590ကျော်ပါဒီနေရာမှာပြဿနာကစားပါပြီစာချုပ်ရှုပ်ဆိုကြတဲ့အခါမှာအလုပ်ကိုဘယ်နှလအတွင်းအပြည့်လုပ်ပေးရမယ်ဆိုတဲ့နေရာမှာကွက်လက်ရှန်ထားခဲ့ပါတယ်ဘာလို့လဲဆိုတော့ရည်ကြီးတဲ့ရာသီဥတုအရှင်နေရဲ့လျှက်ဆက်ဌာန EPC ရုံးနဲ့ညှိနှိုင်းရမယ့်အရှင်တွေကြောင့်အရှင်တိတိကျကျမရေးခဲ့ကြပါဘူး MGW ကုမ္ပဏီဘက်ကအလုပ်စားဖို့အတွက်ပထမအရက်80ရာခိုင်နှုန်းကိုပေးရှိခဲ့ပြီးတော့ရှမ်းဟင်းကုမ္ပဏီဘက်ကလည်းလုပ်ငန်းတချို့ကိုဆောင်ရွက်ပြီးဖြစ်ပါတယ်ဒါပေမဲ့အလုပ်ကအပြည့်အမဖြစ်ပေနဲ့2016ခုနှစ်ကနေစပြီးတော့အရှင်တွေကြံ့ကြာလိုက်တာ2020ခုနှစ်အထိရောက်သွားခဲ့ပါတယ်ဒီလိုကြံ့ကြာနေတာကိုအလုပ်အပ်တဲ့ MGW ကုမ္ပဏီဘက်ကမခံနိုင်တော့ပါဘူးဒါနဲ့2020ပြည့်နှစ်ဇွန်လ9ရက်နေ့မှာရှမ်းဟင်းကုမ္ပဏီစီကို notice စာတစ်စောင်ပို့လိုက်ပါတယ်အဲ့ဒီစာထဲမှာ12ရက်6လ2020ရက်နေ့ကိုနောက်ဆုံးထားရှင်းလင်းပေးပါပြက်ကွက်ရင်ဥပဒေအရဆောင်ရွက်မယ်လို့ရေးသားထားပါတယ်အဲ့ဒီနောက်မှာတော့တရားရုံးမှာစတင်တရားစွဲဆိုပါတော့တယ် MGW ရဲ့တောင်းဆိုချက်ကပြတ်သားပါတယ်2014ခုနှစ်ကချုပ်ဆိုခဲ့တဲ့စာချုပ်ကပြည့်ပြည့်ကြောင်မွဲဟကြေညာပေးပါစာချုပ်စည်းကမ်းအရလုပ်ငန်းတန်ဖိုးရဲ့နှစ်ဆဖြစ်တဲ့ငွေကျပ်11190သိန်းကျော်ရဲ့နစ်နာကျပ်သိန်း2500ရဲ့စုစုပေါင်းငွေကျပ်သိန်းပေါင်း13690သိန်းကျော်ကိုပြန်ပေးပါဆိုပြီးတော့ဆွဲဆိုခဲ့တာပါဒဂုံမြို့သက်ခရိုင်တရားရုံးကအမှုကိုလက်ခံခဲ့ပေမဲ့ရန်ကုန်တိုင်းတရားလွှတ်တော်ကတော့ဒီအမှုကိုပတ်လိုက်ခဲ့ပါတယ်ဒါကြောင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တီအဆင့်ဆင့်တက်လာခဲ့တာပါပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဒီအမှုကိုသုံးသပ်တဲ့အခါမှာဗဒိညာဉ်အဥပဒေပုံမှန်46နဲ့1950ခုနှစ်ကထုံးဖွဲ့ခဲ့တဲ့အိန္ဒိယတရားလွှတ်တော်စီရင်ထုံးတွေကိုကိုးကားခဲ့ပါတယ်ဥပဒေမှာဘယ်လိုပြဋ္ဌာန်းထားတယ်လဲဆိုတော့စာချုပ်တစ်ခုမှာအရှင်ကာလကိုအဓိကအချက်ပြမသတ်မှတ်ထားရင်တောင်သင်းလျော်တဲ့အရှင်ကာလအတွင်းပြီးမြောက်အောင်လုပ်ပေးရမယ်တဲ့တကယ်လို့တစ်ဖက်ကမလိုအပ်ပဲနဲ့ကြံ့ကြံ့နေတယ်ဆိုရင်အလုတ်အပ်တဲ့သူကဘယ်နေ့နောက်ဆုံးထားပြီးတော့အလုတ်ကိုပြီးမြောက်အောင်ဆောင်ရွက်ပေးပါပြက်ကွက်ရင်စာချုပ်ကိုရက်စဲမယ်ဆိုပြီးတော့တေရှာတိတိကျကျအကြောင်းကြားစာကြိုတင်ပို့ရပါမယ်အဲ့ဒီလိုပုံမှန်သာအရှင်ဟာစာချုပ်ရဲ့အဓိကအချက်ဖြစ်လာမှာပါဒါပေမဲ့တရလိုဖြစ်တဲ့ MGW ဘက်ကပို့ခဲ့တဲ့ notice စာမှာနောက်ဆုံးထားရှင်းလင်းပေးဖို့သာပါပြီးတော့အလုတ်ကိုဘေးရဲ့နောက်ဆုံးထားပြီးတော့ပြီးအောင်လုပ်ပေးပါမလုပ်ရင်စာချုပ်ဖျက်သိမ်းမယ်ဆိုတဲ့တိကျတဲ့အရှင်သတ်မှတ်ချက်မပါခဲ့ပါဘူးအဲ့ဒီတော့တရားလွှတ်တော်ချုပ်ကအရှင်သတ်မှတ်ချက်တိတိကျကျမရှိသလိုအလုတ်ပြီးစီးဖို့နောက်ဆုံးအရှင်သတ်မှတ်ပေးတဲ့ notice စာလည်းသေချာမပို့ထားတဲ့အတွက်ကြောင့်ဒီလုပ်ငန်းဟာဆောင်ရွက်ဆဲပြီးမြောက်ရှင်းမရှိသေးတဲ့အဆင့်မှာပဲရှိသေးတယ်စာချုပ်ကရက်စဲပြီးသားဒါမှမဟုတ်ပြစ်သွားပြီးတော့သတ်မှတ်လို့မရသေးဘူးလို့သုံးသပ်ပါတယ်စာချုပ်မပြစ်သေးတဲ့အတွက်ကြောင့်စာချုပ်အရာရောချင်းနှစ်ဆတောင်းဖို့တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်သေးဘူးဆိုပြီးတော့ MGW ရဲ့အမှုကိုအပိသက်ပတ်လိုက်ပါတယ်ဒီမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့လုပ်ငန်းနဲ့ပတ်သက်တဲ့စာချုပ်တွေကိုရှုပ်ဆိုတဲ့အခါမှာအရှင်သတ်မှတ်ချက် time frame ကိုတိတိကျကျထိတ်ချုပ်ဖို့လိုပါတယ်တကယ်လို့အကြောင်းမျိုးကြောင့်မထည့်မိခင်ရင်တောင်တစ်ဖက်ကအလုံးမလုံးပဲနဲ့နှောင့်နှေးနေရင်တရားမစွဲခင်ဘယ်ရဲ့နောက်ဆုံးထားပြီးတော့အလုပ်ကိုပြီးအောင်လုပ်ပေးပါမလုပ်ရင်စာချုပ်ရဲစဲမယ်ဆိုတဲ့ notice စာကိုရှင်းတွေကတဆင့်သေချာအရင်ပို့ပါဒါမှသာကျွန်တော်မိတ်ဆွေရဲ့နစ်နာမှုတွေကိုဥပဒေအရကာကွယ်နိုင်မှာဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့ပြောနေပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါအောင်
အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ရပါစေ